Hello အားလုံးပဲမင်္ဂလာပါရှင် Oriental Crystal လိုက်စီးလေးကနေကြိုဆိုပါရရှင် Hello မင်္ဂလာပါရှင်ဒီနေ့ Oriental Crystal ကနေပြီးတော့ဘာလေးတွေပြပေးခြင်းလဲဆိုအသိရောက်ထားတာပေါ့နော် Oriental Crystal ကနေပြီးတော့ဒီ Tarot page လေးတစ်ခုလဲထပ်ပြီးတော့ဖွင့်ထားပေးတာပေါ့နော် Tarot ဒီနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေရောင်းပေးပါတယ်ရှင်ဒီလေးတွေရောင်းပေးပါတယ်ရှင် Hello မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေရှင် Ocean Blue အဲ့တော့လူသိမ့်မစုံသေးတော့လေadmin ကနေပြီးတော့ဗာလေးရင်စပြမလဲဆိုလို့ရှိရင်အခုပေါ့နော်ဒီ page မှာတင်ထားတဲ့ Samstone နဲ့ Moonstone လက်ပတ်လေးတွေပြပေးပါမယ်နော်ဒါ Samstone နဲ့ Moonstone လက်ပတ်လေးပါ Samstone နဲ့ Moonstone လက်ပတ်လေးတွေပါရှင်ဒါလေးကဒီ breezy လက်ပတ်ဆိုင်ကလည်းတူတူပဲပေါ့နော် 7mm နေပါဒါလေးကတော့ Samstone bracelet ပေါ့နော်ဒါလေးက Moonstone bracelet လေးပေါ့နော်ဒါလေးတွေပြပေးပါမယ်ဝက်လည်းဝက်ပြပါမယ်နွေးတာလီလားမသိ Hello ဟုတ်ကဲ့မင်္ဂလာပါဒါလေးက Samstone နဲ့ဒါ Moonstone ပေါ့နော် bracelet လေးဝတ်ပြတာပါဒါလေးမင်္ဂလာဒါလေးပါနောက်ပြီးတော့ဒီအားလေးတွေပေါ့နော် wam လေးတွေလည်းရပါတယ်ရှင်ဒါလေးတွေရပါတယ်ဒါလေးဆိုလို့ရှိရင်ဟိုပါပေါ့နော်ဒီအပေါ်က tower က rose quartz ပါပေါ့နော် rose quartz tower ပါဒါသူရဲ့ဒါလေးပါပြပေးပါမယ်ဒါ wam လေးတွေပါရှေ့ရဟုတ်ကဲ့ပြပေးပါမယ်ရှင်ပဲအောင်လက်ပတ်ဆိုဒါလေးထင်ပါတယ်ရှင်ရဲလာတယ်နော်ရဲလာချစ်စရာလေးဒါလေးကတွားလေးဟိုဒီကလေမီးအောင်မှာမို့လို့ပေါ့နော်ဒီကလေးကပန်းရောင်လေးကဖြော့တယ်ထင်တာအပြင်မှာဒီထက်ပေါ့နော်ဒီမီးအောင်အောက်ကထက်အခုကြည့်နေရတဲ့ပို့ပြီးအရောင်လေးပို့ပြီးရောပန်းရောင်လေးဆိုပါတယ်ရှင်ဒါလေးကဒီလက်ပတ်ကလေးကအရန်ချစ်ဖို့ကောင်းပါတယ်ဒါလေးတွေကလည်း rose quartz သူရောင်ကြောက်ကလေးတွေပါဒီလိပ်ပြလေးကလည်း rose quartz လေးပေါ့နော်အရန်လှပါတယ်ရှင်ရန်လှပါတယ်ရှင်ဒီလိုလေးနော်ဒီလိုလေးဝတ်တာပေါ့နော်ဒီလိုလေးပါဒီလိုလေးပါရှင်ပရီးလုံးကလည်းလေဒီပရီးစေးလုံးပတ်လေးအလုံးလေးကလည်းကြီးတယ်နော်ဘယ်လောက်ရှိမလဲဆိုရင်ဒီပရီးစေးလုံးပတ်ကခဏလေးစောင့်ပေးပါတိုင်းပေးပါမယ်ရှင်ဒါဆက်ပြောက်သွားတာမသိဘူးမရတိုင်းလို့မရအောင်ဒါကလေ admin မှန်းချေပေါ့နော်ဒီ admin ဒီအလုံးကဟိုလောက်ရှိတယ်17လောက်ရှိတယ်17လောက်ရှိ10တော့မကဘူး17mm လောက်ရှိရပရိစေးလုံးပတ်လေးရပါတော့အရန်ချစ်ဖို့ကောင်းတယ်နော်အရန်ချစ်ဖို့ကောင်းပါတယ်ရှင်ပြီးတော့ဒါလေးကလေစီဟုတ်ကဲ့အဲ့လေးကဒါလေးက8000ပါရှင်ဒါလေးက8000ပါရှင်ဒါလေးကကြတော့ဒီ90 force လေးပေါ့နော်94 pendant လေးပေါ့နော်
locket လေးပါသူ့ရဲ့ဒီအနောက်ကကြိုးလေးရလဲလေ adjust လေးလုပ်လို့ရအရန်မိုက်တယ်နော်အရန်မိုက်တယ်ကြိုးဒီဇိုင်းလေးအဲ့ indicate ပြမယ်နော်အရန်မိုက်တယ်ဒီကားလေခုနပြောသူတို့မီးအောင်မှမှုလို့ပေါ့နော်အပြင်မှာဒီထက်ပိုပြီးပန်းအောင်ဆိုရရှင့်သူ့မှာဗာလေးတစ်ခုလို့ပြောစရာရှိလေဆိုတော့သူကလေအဲ့နေကွဲနေရတော့မဟုတ်သူ့မှာလေဒီနားလေးမှာအထဲမှာအောင်းဝင်အရာလေးတစ်ခုဖြစ်နေရပေါ့နော်အဲ့နေရမဟုတ်ပါဘူးဒီမှာကြည့်ရင်မီးထိုးကြည့်လို့ရမှာထင်ပြပြီမယ်နော်မီးထိုးပြမယ်ဒီမှာလေသူကြည့်လေးလို့ပြကြည့်လေးရှုပ်ကုန်မှာဆိုဒါလေးကြည့်လေးနော်ဒါလေးဒါနောက်ကျောဘက်လေးပါနောက်ကျောဘက်လေးမှာအမီလေးကိုးချောင်းပါတာပေါ့နော်ဒါလေးပါဒါလေးကသူကအဲ့လိုမျိုးအရာလေးအောင်းဝင်အရာလေးပါနေနော်ဒါရှိမှကြည့်90 force လေးပါ90 force လေးပါရှင့်ပြီးရင်ဘာလေးပြပေးခြင်းလဲဆိုလို့ရှိရင် admin တို့စီမှာပေါ့နော်ဒါဘာလေးကိုအရင်လဲကြွားခြင်းလဲဆို admin တို့စီယာပစ္စည်းတွေအစ်စ်အမှန်ဖြစ်ကြောင်းလေးကိုဒါလေးလက်စစ်ချက်လေးထုတ်ထားတာပေါ့နော်ဒါကခဏလေးပါဒါလေးပေါ့နော်ဒီမှာထုတ်ထားပါတယ်သူကဘာကိုထုတ်ထားရလဲဆိုဒီနားမှာရှိတယ်ပေါ့နော်သူက pendant เนาะ pendant မှာသူက rock crystal ဆိုတာ clear ပေါ့နော် clear ကွက်တလင်းကြောက်အဖြူကိုပြောတာပါဒီ locket ကလေးပါရှင်ဒီ locket ကလေးအနားကပ်ပြပေးပါမယ်ဒီ locket ကလေးပါသူကဘေးကတော့တလင်းမဟုတ်ဘူးเนาะဒီအထဲကဒီတစ်ခုပေါ့เนาะဒီအထဲကဒီကြောက်အကြီးရာတလင်းကြောက်ပါသူရလှပုံလှတာပြတာเนาะပြီးထိုးပြเนาะကတ်တင်ကလည်းသွေးထားတဲ့ကတ်တင်ကလည်းအရန်လှတယ်ဒါလေးကို admin တို့ကဒီ panel လေးကိုဒီနေ့ပေါ့နော်လက်စစ်ချက်လေးထုတ်ထားတာပါဒီအောက်မှာရေးထားပါတယ်ဒီမှာ pendant ပေါ့နော်ဒီမှာ fancy cap ဆိုပြီးတော့လုပ်ထားပါတယ်ဒီအထက်ကတလင်းကြောက်ကလေးကိုစစ်ထားတာပါဒီအောက်မှာ natural grass rock crystal ဆိုပြီးတော့ရေးထားပါတယ် rock crystal ဆိုတာတလင်းကြောက်အဖြူလေးကိုပြောတာပါတလင်းဖြူပါဒါလေးပါနော်ရမ်းလှနော်ဒါလေးလှဒါကလေဟို item တွေကတော့အများကြီးပေါ့နော်ဒါပေမဲ့ဒီတစ်ခုထုတ်ထားကျန်တာလေးလည်းပြပေးပါမယ်ဒါလေးဆိုလည်းအရမ်းလှနော်ဒီပန်ဒန်လေးလည်းအရမ်းလှဒီပန်ဒန်လေးဆိုလို့ရှိရင်ဒီပန်ဒန်လေးနဲ့တူတူပေါ့ဒီဇိုင်းတူပေါ့နော်ဘာလေးရှိမလဲဆိုလို့ရှိရင်ဒီ ring လေးပါရမှာပေါ့နော် ring လေးကသူက adjust လုပ်လို့ရပါတယ်အောက်မှာနော် ring လေးရှိပါမယ်ဒါလေးနဲ့ဒါလေးနဲ့ကWhatsApp လို့ပြောလို့ရတယ်နော်ပြောလို့ရလားဆိုပြောလို့ရတာမဟုတ်ပြောလို့ရပြောလို့ရတာပါဒါလေးနော်ဒီလက်စုပ်ကလေးအရန်လှပါတယ်ရမ်းမထိုးနဲ့ဒါကြမီးထိုးလိုက်အရန်ဟွာဖြစ်သွားတော့လေသူ့ရဲ့အလှမပေါ်တော့ဒါသူ့လက်စုပ်ကလေးနဲ့သူ့ရဲ့ locket လေးနဲ့ပေါ့နော်ဒီဇိုင်းတူတယ်ပေါ့နော်ဒါလေးဒါပဲရှိပါတယ်ပြီးတော့ဒါကြတော့ဘေးနားမှာသူကနှစ်ထပ်ပတ်ထားတာခုနကတော့တစ်ထပ်ပေါ့နော်ဒါလေးကနှစ်ထပ်ပတ်ထားတာဒါလေးကကြောက်ခလဲက clear ကွက်clear ကွက်ကြောက်ရဲ့ site ကအတူတူပဲဘေးနားမှာတစ်ပတ်ပတ်တာရဲ့နှစ်ပတ်ပတ်ထားရဲ့ပြီးတော့သူကဒီမှာကြတော့လေဒီမှာဗာလေးဆိုရယ်လိုမျိုးပေါ့နော်စိန်ချောင်းလေးတွေပေါ့နော်ဒီစိန်ချောင်းလေးတွေအဲ့လိုမျိုးထည့်ထားတာဒါလေးက design ဒါလေးက
နော်ဒါလေးရှိတယ်နောက်ပါရှိလေဆိုအများကြီးပဲเนาะဒီအရှိမချထားတာပြပေးမယ်နောက်တစ်ခုဘယ်လောက်လှတာလေးတစ်ခုပြမိုးရေဇက်ပုံလေးရှိတယ်ဒါမိုးရေဇက်လေးရမ်းလှတာနော်မိုးရေဇက်ပုံလေးပါဒါကတော့ပန်တမ်မလာဘူးပေါ့နော်မရှိသေးဘူးဒါပေမဲ့ ring ရှိတယ်သူကဒီမှာ adjust လုပ်လို့ရတယ်နော် adjust လုပ်လို့ရတယ်ဒါလေးကမိုးရေစက်ပုံလေးပါနောက်ပြီးရင်အဲ့လိုဒီလိုအကြီးဒါအကြီးတော့တိတ်မကြီးဘူးเนาะဒါလေးပြီးတော့ဗာလေးရှိလဲဆိုထူးထူးဆန်းဆန်းပုံလေးနောက်တစ်ခုပြမယ်ဒါလေးဆိုချစ်ဖို့ရမ်းကောင်းတယ်သူကငါးအမီလေးလို့ admin တို့ကတော့တင်စားထားတာပေါ့နော်ငါးအမီလေးလို့ဒါဆိုတော့သူကဒီအပေါ်ကဟာတလင်းเนาะဒီအောက်ကဟာတော့အဲ့လိုပေါ့နော်စိန်ပေါ့နော်စိန်ကိုထည့်ထားမိုးစာနဲ့စိန်လိုဟာမျိုးထည့်ထားတာပေါ့နော်ဒီဟာလေးဒီအပေါ်ကဟာလေးချစ်စရာလေးချစ်စရာလေးပါအဲ့ဒါလေးဈေးလေးဆိုဘယ်ဟာလေးလဲမသိခုနပြခဲ့တဲ့မိုးရင်ဆက်ကလေးလားဒါမှမဟုတ်ဒီဟွာလေးကိုမေးရလားမသိဘူးရှင်ဒီငါးမီးပုံလေးကိုမေးရလားမဒါငါးမီးပုံလေးရှင်ရမ်းချစ်ဖို့ကောင်းတယ်ဒါလေးကလေနော်ရမ်းချစ်ဖို့ကောင်းပါတယ်ဘယ်ဟာလေးလဲမသိဘူးနော်မိုးရေဇက်ပုံလေးလားအဲ့ဆိုမိုးရေဇက်လိုလေးတစ်ချက်ပြောပြပါနော်ဒါမှမဟုတ်လို့ရှိရင်ငါးမီးဆိုဒါလေးပေါ့နော်ဒါလေးရှိတယ်မိုးရေဇက်ဈေးလေးရဲ့နောက် admin ဟိုမိုးရေဇက်ဈေးလေးတစ်ချက်လောက်ဖြည့်ပေးပါခဏလေးစောင့်ပေးပါနော်မိုးရေဇက်လက်စွပ်ဈေးလေးတစ်ချက်လောက်ဖြည့်ပေးပါလို့ခဏလေးစောင့်ပေးပါပြောပေးပါမယ်ဒါလေးကကြတော့အသေးလေးပါခဏလေးပါနော်မိုးရေဇက်ဈေးလေးပြောပေးပါမယ်ရှင်ခဏလေးစောင့်ပေးပါနာလေးပါရှင်မေးလေးမေးပေးနေပါတယ်ရှင်မိုးရေဆက်ဆေးလေးကိုမိုးရေဆက်ဆေးဒီခဏလေးနော်နောက်တစ်ခုလေးပြချင်တာလေးရှိသေးလို့ပါဒါလေးကအသေးပုံလေးပေါ့နော်မိုးရေဆက်လက်ဆိုလို့ရိုက်လိုက်ပါနော်မှာဒါလေးတွေလည်းအရင်လှပါတယ်မီးပြတ်တာများလို့မီးကကြောက်ထိုးတဲ့မီးကအာရော့တယ်ဒါလေးကတော့ဒီဘက်ကလက်ခလဲလေးကတော့နည်းနည်းရှင်းရှင်းလေးကြိုက်တဲ့အသေးပုံလေးရှိနော်ရှင်းရှင်းလေးကြိုက်ရင်လက်ခလဲဟာလေးပေါ့နော်ဒါလေးကကြတော့ဒီနာမှာဒီလိုမျိုးလေးပါတာပေါ့နော်ဒါပေမဲ့ချစ်စရာလေးနော်နှစ်ခုလုံးမှာဒီ clear အသေးလေးကနှစ်ခု clear အသေးလေးက site တူတယ်ဒါလေးကလည်းနည်းပုံစံရှင်းတယ်ဒါလေးကတော့ဒီအောက်မှာဒီလိုမျိုး design လေးပါတာပေါ့နော်ဒီဟာတွေအတွက်ဆိုရင်ဘာရှိမလဲဆိုရင်ခဏလေးပါအနာပါတယ်ရှင်မိုးရေဆက်ဆေးလေးမေးထားပေးတာပါဒီနှစ်ခုအတွက်ဆိုလို့ရှိရင်ဟိုပါပေါ့နော်စင်တူလေးပေါ့နော်ဟို locket လေးနဲ့ပါဝတ်ချင်ဒါလေးက locket လေးပါဒါလေးလည်းအသေးလေးပါခဏလေးပါနော်မေးပေးနေလို့ပါဒါအပြင်မှာအရန်လာတာဟုတ်မိုးရေစက်လက်စွပ်လေးက9000ခွဲပါတယ်ရှင်ဟုတ်9000ခွဲပါရှင်ဒါလေးကအသေးလေးနော်အသေးလေးဒါဆိုရှိတာ one set ပေါ့နော်ဒီလိုလေး one set ဝတ်လို့ရတယ်အဲ့လေးပါမိုးရေစက်လက်စွပ်ကလေးပြန်ပြပေးပါမယ်9000ခွဲပါတယ်ရှင်မိုးရေစက်လက်စွပ်လေးပြန်ပြပေးပါမယ်ဒါလေးပါလက်ကလေးမှာဝတ်မလားလက်တကြွယ်မှာဝတ်မလားကြိတ်တဲ့နေရာမှာဝတ်လို့ရရနော်ရှယ်ရလှပါတယ်သူကလေးရှင်းလေးပေါ့နော်သူကရှင်းလေးနဲ့လေသူကချစ်စရာလေး
ဒါမိုးရေဆက်လေးပါ9,000ခွဲပါအသေးကသေးတယ်ပေါ့နော်အသေးသေးမကြိုက်ဘူးနည်းနည်းကြီးလေးဆိုလို့ရှိရင်လေကြီးဆိုတော့ဒီမှာဒီဟာလေးရှိရနော်ဒီပုံလေးရှိရဒါတွေကတော့ခုနအသေးလေးထဲကိုနည်းနည်းပိုကြီးပါတယ်နော်ကြီးပါတယ်နောက်တစ်ခုကကြတော့ဒီ4,000လေးပြခြင်းနဲ့ရှင့်4,000လေးနော်4,000လေးပြပေးခြင်းနဲ့4,000လေးခဏလေးပါခက်ခဲမှာဝတ်ပြခြင်းတော့ဒါ4,000လေးဒါ clear ကွက်ဒီခလေးရနော်ဟာလေးက clear ကွက်ဒါ4,000လက်စွပ်ကလေးပါသူရော lucky ရှိလားဆိုတော့ရှိတာပေါ့ရှင်သူ lucky ကလေးကဒီမှာကြည့်ပါအောင်လှလိုက်တာနော်နော်ဒါလေးက4,000ပုံလေးနော်ဒါလေးက4,000ပုံလေးပါနောက်ပြီးတော့ဗာလေးပြန်ဒါကြတော့တော့ပန်းပွင့်ပုံလေးအထဲမှာပါတဲ့ကလီယာကွက်ကအလုံးလေးပေါ့နော်ဒါပန်းပွင့်ပုံလေးပါဒါကလီယာကွက်ပါပဲနောက်ဘာရှိသေးလဲဆိုတော့ဒီလိုမျိုးဒီလို4,000လို့မိုးရေစက်လို့မကြိုက်တော့ထက်အဝိုင်းပုံလေးတွေရှိပါတယ်အဝိုင်းပုံဆိုလို့ရှိရင်ဒီဇိုင်းစုံပေါ့နော်ဒါလေးရှိတယ်ဘာရှိသေးလဲဆိုရှိတယ်ပြပေးပါမယ်နော်အဝိုင်းလေးနော်အဝိုင်းလေးပြပေးပါမယ်နော်ဒီနှစ်ခုမတူတော့ဘာရှိသေးလဲအဝိုင်းနဲ့ဒါမိုးရေဆက်ဒါလည်းမိုးရေဆက်ဆိုတော့ဒါကတော့ခုနဒါလေးပြန်ပြပြီးရဒါကတော့ဟိုဟာရှိပြီးသားဒါကတော့ lucky ရှိပြီးသားလက်တကြွယ်ဟာလေးရလေနော်ဒါဆိုရှိပြီးသားဒီလက်ညှိုးနဲ့လက်ခလျာဟာလေးကိုပြပေးမယ်။ तू ကဘာမတူတာလဲဆိုတော့ तू ကလေထက်လေးနဲ့9 force လေးတဲ့90 force လေး90 force တော့ခုနကအမပြခဲ့တဲ့ဒါလေးကိုပြောရတာဒါမှမဟုတ်ရှိအမတို့ဟိုလေ page မှာတင်ထားတယ်လေ fluoride တွေက90 force လေးလည်းရှိပါတယ်ဘာလေးကိုပြောပြပေးရမလဲပြောပေးနော် fluoride ထဲရလားအခုနပြောတဲ့ rose quartz ထဲရလားပေါ့နော်ပြောပေးပါအမပြပေးပါမယ်ဒါလေးကသူကဘာလဲဆိုရင်သူကဒီ clear quartz ပေါ့နော် clear quartz ကြောက်ကိုသူကမျက်နှာပြင်သွေးထားတဲ့ design မတူတာရှင့်မျက်နှာပြင်သွေးထားတဲ့ design မတူဒါ design သူကဒါကြောက်ကိုမျက်နှာပြင်သွေးထားတာတစ်မျိုးဒါတစ်မျိုးပေါ့နော်အဲ့လိုမတူတာပါရမ်းလှတယ်နော်ရမ်းလှပါတယ်ရှင်ရမ်းလှပါတယ်နော်အဲ့9 force လေးတစ်ချက်လောက်ပြန်ပြောပြီးတော့အမဘယ်ဟာပြန်ပြမယ်ဒါခုနပထမဆုံးပြလက်စာတန်လန်လေးပြန်ပြပေးပါမယ်နော်ဒါ1ပါတိတ်မကြခင်ဒါကတော့1နည်းနည်းဟိုဖြစ်တော့ကြီးတာပေါ့နော်1နည်းနည်းသေးတဲ့ site လေးလည်းလာပါမယ်ဈေးနည်းနည်းပေါ့နော်ဟိုဖြစ်တဲ့အားလေးရောက်ပါမယ်ဒါလေးက rose quartz tower လေးပါဒီမှာကြည့်ပါရှင်ဒီအောက်ကဒီအလုံးလေးကလည်း rose quartz ပဲပေါ့နော်သူကဘယ်လောက်ရှိလဲဆိုတော့အရှည်ကလေအရှည်က17လောက်ရှိရ17ကျော်တယ်အရှည်ကနော်အရှည်က
17ခွဲလို့ပြောလို့ရတယ်17လက်မခွဲရှိတယ်ဒီ WAM တစ်ချောင်းရဲ့အရှိပေါ့နော်တာဝါထိပ်ကနေဒီအောက်ထိဒီဟာလေးလဲလာတယ်နောက်ထပ်အဲ့ဒီသူရောင်နဲ့လှုပ်ထားတဲ့ဟာလေးထပ်ပြပေးမယ်ဒါလေးပေါ့နော်ဒါလေးပါဒီထိပ်က square ဆွဲသီးလေးဆိုတော့ဒါလေးကိုပြောတာလားမသိဘူးရှင်ခုနကပြောတယ်ဒါအပြင်ဒါလေးကျိုးတဲ့လှတယ်နော်ကျိုးကလေးအတူအရှည်လဲပြီးမှဒီလိုဒီနားလေးကိုနေဒါလေးကိုတိုးဝတ်ပြီးတော့မှတိုးခြင်းသူဆွဲတင်လိုက်ပေါ့နော်ကျိုးရဲ့ဒီဇိုင်းကလည်းအရန်လှတယ်ဒါလေးလားမသိဘူးဒါလေးထင်တယ်နော်ဒါလေးလားမသိဘူး9 force လေးဆိုတာလေဒါလေးကြိုက်လို့ရှိရင်ပုံမှန်ရောက်နေကြဈေးထဲနည်းနည်းလေး short ပေးပါမယ်။ဘာဖြစ်လို့လဲဆိုရင်ခုနကပြောသူကြောက်ကမဒူလက်နဲ့ကုတ်ကြည့်ကြရပါတော့။အဲ့လိုချစ်ရထဲရတော့မတွေးပါဘူးရှင်။သူကလေအောင်းဝင်လေးဖြစ်နေတာပေါ့နော်။ဒီအနောက်မှာဆိုရင်သူကဒီလိုမျိုးအစင်းချောင်းလေးလိုဖြစ်ချင်နေတာ။ဒါပေမဲ့အဲ့လိုမျိုးကုတ်ကြည့်ရခါမှာအဲ့လိုကွဲနေတာတော့မဟုတ်ပါဘူးရှင်။ဒါလေးကသူကဟိုအဖြူပေါ်တင်ကြည့်လိုက်ပေါ့ပို့ပြီးတော့သူကပန်းရောင်ပို့ဒီလိုနော်ခုနမီးရောင်ကြောင့်ဒီမှာဒီလိုမျိုးပန်းရောင်တော့ဟိုဖြစ်တော့လေဘာရောင်မှမသိဘူးအော်ဆွဲသည့်အသေးလေးဆို fluoride ဟာလေးထင်တယ်ခဏလေးနော်အမပြပေးမယ်ဟိုအမတို့ page မှာတင်ထားတဲ့ဟာလေးထင်တယ်ခဏလေးနော်ဒီထဲမှာပဲရှိတော့မယ်ဟဲ့အကုန်သိမ့်နေတယ်ပြပေးမယ်ခဏလေးနော်ပြပေးပါမယ်ခဏလေးပါဒါလေးတွေနော်ခုပေါ်တင်ပြဒီကြောက်ဘန်းကြီးလည်းဘယ်ရောက်မှမပစ္စည်းကိုနားရွှေတင်နေရွှေတယ်မမရှာတယ်ဒါလေးတို့တင်ပြဟိုကြောက်လက်ကောက်တင်တဲ့ဘန်းအကြောက်ပြအပင်လေးဘယ်ရောက်သွားလဲမသိဘူးကိုနားရွှေတင်နေရွှေဒီလိုအဖြူပေါ်မှာပြမယ်မီးအောင်မှာတော့လေဒါလေးကသူက90 force လေးပေါ့နော်90 force လေးကိုfluoride ထဲ rainbow fluoride ထဲလာတာပေါ့နော်ဒါလေးကအစိမ်းလေးပေါ့နော်သူရဲ့ထူးဆန်းတာသူကဒီအပေါ်လေးကအစိမ်းနည်းနည်းလေးရှင်နေအောက်ကအစိမ်းလေးဖြော့တယ်နော်ဒီမှာ force လေးရဲ့မျက်နှာလေးကိုလည်းမြင်ရပါတယ်ဒါလေးကိုပြောရတယ်ဒါလေးဒီ color ရှိတယ်အစိမ်းလေးပေါ့နော်ဒါအမပြခဲ့တဲ့ဟာလေးပြန်ပြောမယ်အစိမ်းလေးရှိတယ်ဒါကြတော့ဟိုဒါလေးကြတော့သူကဘယ်လိုလဲဆိုတော့သူကနည်းနည်းလေးရောအယောင်လေးကတော့ဘိုးဆန်ဆန်အဖြော့လေးပေါ့နော်သူကဒီမှာခရမ်းအရစ်ကလေးပါမယ်အစိမ်းလေးခရမ်းအရစ်လေးပါမယ်နော်ဒါလေးလည်းရှိရသူကကြတော့အပေါ်မှာဒီလိုလဲဂွင်းရှိုးပြီးတော့သုံးလို့ရဒီလိုဟပြီးတော့လေသူကချိတ်လို့ရတယ်တိလားနော်ဒါလေးရှိတယ်နောက်ဘာကာလာတွေကကြိုက်လို့ခရမ်းဒါကြတော့ခရမ်းအဖောက်များတာဒါကခရမ်းအဖောက်များတာဝူနာပြတဲ့ခရမ်းနဲ့ဆိုခရမ်းအဖောက်ကအနည်းများกว่าဒါပေမဲ့ဒီဇိုင်းတစ်မျိုးစီပေါ့နော်သူကကြအစိမ်းနည်းနည်းလေးပါသွားတာသူကအစိမ်းလေးနည်းနည်းသွားပြီးတော့ဟိုဘက်ကခရမ်းများသွားတာပေါ့နော်ခရမ်းများသွားတာပါနောက်ပြီးရင်ဘာကာလာတွေကပြပေးရမလဲဆိုရင်နောက်ထပ်ဒီလိုမျိုး sorry ပါဒါလေးထပ်ပြပေးမယ်နော်သူလည်းနည်းနည်းဘူဆန်ဆန်အရောင်လေးအဖြော့လေးပေါ့နော်သူကအောက်မှာခရမ်းလေးပါတာဒါ94ဆွဲသီးလေးတွေပါ
ပြီးရင်နောက်တစ်ခုခုနာကြတော့လေအဲ့ဒီ clear ကွက်ကိုစစ်ချက်ထုတ်ထားတာလေးပြတာပေါ့နော်အခုက amethyst locket လေးကိုစစ်ချက်ထုတ်ထားတာလေးပြပေးတာပါ amethyst locket လေးပါရမ်းလာတယ်သူ့ရဲ့ကတ်တင်ရတယ်အရမ်းမိုက်တယ်နော်အရမ်းမိုက်တယ်အဲ့ဒါကိုဒီမှာထုတ်ထားတာလေးပြပေးတာပါဒီရောလေးကိုနော်ပန်တန်အောက်မှာလေး natural quest amethyst ပေါ့နော်သူကပန်တန်နော်ဒါလေးကိုနော်ထုတ်ထားတာဒီဟာလေးဒါလေးကိုအကယ်၍ပေါ့နော်ဝက်ဆက်လေးဝချင်နေဆိုရင်လက်စွပ်ကလေးပေါ့နော်အရန်တော့ဒီဇိုင်းမတူဒါပေမဲ့တော်တော်လှတဲ့လက်စွပ်လေးနဲ့တွဲပြပေးမယ်နော်တွဲပြပေးမယ်နော်ဒါပေါ့နော်ဒီလိုဝက်ဆက်ကလေးဒါအပေါ်ဟာပန်တန်အောက်ကတော့အကာလာလေးကတော့ပန်တန် locket လေးကတော့နည်းလေးဖြော့တယ်လက်စွပ်ကတော့ရင်တာပေါ့နော်ဒီလိုလေးဝက်ဆက်ဝတ်လို့ရပါတယ်ဒီနေ့ဟိုဟာလေးမှာအဲ့ forex ဒီလိုဟာလေးပါသေးလားပြောတော့လားဒီလိုဟာမျိုးမပါဘူးလားအဲ့လိုခေါင်းနဲ့ဟာဆိုအရင်ကဟိုလိုမဟုတ်ဟိုလိုရွှေခေါင်းလေးနဲ့အရင်တိတ်တောင်မှမကြံတော့ဘူးရှင်နည်းနည်းရင်နာဆိုရင်မရှိတော့ဘူးမနေ့က customer တူကအများကြီးဝယ်ယူသွားတော့လေအဲ့ဒီဟာလေးတွေကမရှိတော့ပါဘူးရှင့်ရကျန်တဲ့ဟာတွေကလည်းအဲ့လိုကာလာအဖြော့လေးတွေဖြစ်နေတာပေါ့နော်အဖြော့လေးတွေဖြစ်နေတာချမ်းဒီနေ့လာတယ်ပါဘသူ့ကိုပြောရလဲမဘသူကပြဒီနေ့ပါလာဆိုဘဲတော့ဒါမျိုးလေးပါလာသေးလားလို့မမပြောခုနရှိတယ်ဆိုအဲ့ဒါလေးတွေအဲ့ဒီယူပေးပါလားခဏလေးစောင့်နော်အမဒီနေ့အသေးရောက်တဲ့ထဲမှာအယောင်ရင်းနာလေးများရှိလားအမရှာပေးပါမယ်ခဏလေးစောင့်ပေးပါနော်အဲ့လေးစောင့်နေနေလေဗာလေးပြချင်တယ်ဆိုဒါဟိုပါပေါ့နော်ဒီနှစ်ဆန်းတရက်ပြီးရဲ့နောက်မှာဒီ Oriental Crystal ရဲ့ page ကနေပြီးတော့ဒါပေါ့နော်ပြောမယ် special ဆေးနဲ့ရောင်းပေးတဲ့ခရမ်း locket လေးတွေလည်းပြန်ပြပေးပါမယ်ဒါခရမ်းဆိုတော့သူ့ရဲ့ချစ်စရာလေးပဲပြန်သူ့ရဲ့ဒီမှာကြည့်အောင်သူကတာဝါလေးလို့ချွန်ပေါ့နော်ဟုတ်လားအဆိုင်မှာအဲ့ locket မဟုတ်ဘူးမှာဒီလိုလေးနော်နားရီနောက်ခံလေးလည်းပြပေးနော်ဒါလေးတွေချစ်စရာလေးဒါလေးကတော့သူကဒီမှာဒီအောက်ကဒီလိုပုံတံလေးနဲ့ပေါ့နော်ပုံတံလေးနဲ့ပါဒါလေးဆိုချစ်စရာလေးကောင်းတယ်နော်အဲ့လိုမဟုတ်ဘူးဆိုရင်ဒီလိုမျိုးဒါဟိုဒါနောက်ဒီဇိုင်းတစ်မျိုးနောက်ဒီဇိုင်း